မင်္ဂလာပါညီတို့ဒီတနင်္ဂနွေနေ့မှာကျွန်တော်တပွဲကောင်းပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီတပွဲတည်းပဲကြိုက်လို့ပါဒါကတော့ EPN ကဒီဖူဟန်နဲ့စပါပွဲစဉ်လေးဖြစ်တယ်ဒီပွဲစဉ်လေးကိုကျွန်တော်ဒီပွဲစဉ်လေးကတော့ကျွန်တော်ဒီနေ့အကြိုက်ဆုံးပွဲစဉ်လေးဖြစ်တယ်မနေ့တုန်းကတော့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်ဘန်လီကိုပေါင်းပေါ့ညီကိုလေးရလိမ့်မယ်နောက်ထပ်2ပွဲကတော့လက်ပါဦးဘော်ဒီရမယ်ဟော်ဖန်ဟင်းဘော်ဒီလေးကတော့ကြားခဲ့တယ်ပေါ့နော်မနေ့တုန်းက3ပွဲတင်တယ်2ပွဲရတယ်တပွဲကြရပေါ့နော်ဟိုဒီဘာပဲဖြစ်ဖြစ်အပေါင်းပြလိုက်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ဒီတပွဲတည်းပဲကျွန်တော်ရွေးချယ်မှုပြုလုပ်ပေးသွားမယ်ဟုတ်ဆိုဒီတပွဲပဲကျွန်တော်ကြိုက်လို့ပါကျွန်တော်လည်းဒီတပွဲပဲကစားမှာဖြစ်တယ်ဖူဟန်နဲ့စပါအင်ရှင်ဖူဟန်ကနေပြီးတော့ဗျာ level 60ရှုံးဆိုပြီးတော့ဖွင့်လှစ်ထားတယ်ကိုပေါင်းစိတ်မှာ3လုံး60နိုင်ဆိုပြီးတော့ဖွင့်လှစ်ထားတာတွေ့ရတယ်စပါကတော့ဗျာနော်စပါမသေးကြသေးဘူးတဲ့စပါတို့ဒီခြေတိုင်းနာဆက်သွားနေပြီတန်းတောင်ဆင်းရသွားနိုင်တယ်လို့ပြောချင်တယ်ဘာလို့လဲဆိုတော့စပါရဲ့ခံစင်ကြီးကအရန်ပဲယိုယွင်းပျက်စီးနေတယ်ဗျခံစင်ကြီးကအာဆင်နယ်နဲ့ပွဲတော့ကအာဆင်နယ်ကလည်းတအားကောင်းနေရလည်းမဟုတ်ဘူးပြီးတော့ဟိုပါပေါ့စပါရဲ့ဒီကစားပုံကရော့တီရော့ပြဲတွေဖြစ်နေရအကြောင်းမလို့တာအာဆင်နယ်တို့1-4နဲ့နိုင်သွားခြင်းဖြစ်တယ်ဒီစပါအိမ်ဝင်းရောအဝေးကွင်းရောဗျစပါရဲ့ခံစင်ကစိတ်ပြက်စရာကြီးဖြစ်နေတယ်ဒီနေ့မှလည်းကြည့်လိုက်အင်ရှင်ဖူဟန်အနေနဲ့ကတည်းဆိုရင်60ရှုံးအပြည့်နီးပါးရှုံးပြီးဖွင့်လှစ်ထားတယ်အင်ရှင်ဖူဟန်ကနေပြီးတော့ဒါဘူဂီယာဟိုပါပေါ့ဖူဟန်ကိုအထင်ကြီးနေရလို့ယူဆလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဖူဟန်ကနေပြီးတော့ level ရှုံးပေးထားတဲ့အနေအထားမှာဘူဂီယာဖူဟန်ကိုအထင်ကြီးထားတာဘူဂီဖူဟန်ဘက်မှာရှိတယ်လို့ယူဆလို့ရတယ်ကိုပေါင်းစိတ်မှာ30+60ဆိုတာစပါးကလည်းဗျာတိုက်စစ်ကတော့တကူတော့ရနေရတွေ့ရတယ်အာဆင်နယ်လိုမျိုးအသင်းကိုလည်းပြန်သွင်းနိုင်တယ်ပေါ့နော်ကိုပြန်သွင်းထားတာလည်းအဲ့လေးလည်းထက်တွဲရမယ်ဆိုတော့ကြတော့ဒီလိုမျိုးဖူဟန်ရဲ့အိမ်ဝင်းမှာဖူဟန်ရဲ့ဖွင့်လှစ်မှုအရာဆိုရင်ဖူဟန်ကလည်းစပါးကိုဂိုးသွင်းသွားမယ်စပါးကလည်းဖူဟန်ကိုဂိုးသွင်းအောင်မယ်လို့တော့ကျွန်တော်မြင်တယ်ဒီပွဲစဉ်လေးကဒါကြောင့်မလို့ဒီပွဲစဉ်လေးကိုကျွန်တော်ကိုပေါင်းအပေါ်ဖြစ်ရွေးချယ်ပေးခြင်းဖြစ်တယ်စပါးကိုပေါင်းအပေါ်ကြိုက်ပါတယ်ညီကိုတို့ဒီနေ့ကျွန်တော်အကြိုက်ဆုံးပွဲရတော့ဒီစပါးကိုပေါင်းအပေါ်ပဲဖြစ်ပါတယ်ဟိုပါဖူဟန်နိုင်မှာဆို2-1-2-2မှန်ပါတယ်ညီကိုတို့ခေါ်လက်ပါကျွန်တော်ဒီဟိုပါပေါ့17နာရီမှာကန်မဲ့ဒီအာဆင်နယ်နဲ့ချက်စီပွဲစဉ်လေးကိုကျွန်တော်တိတ်ကန် channel မှာသုံးသက်ချက်လေးနဲ့ကျွန်တော်တင်ဆက်ပေးပါမယ်အခုလိုအချိန်ကြာတော့ဟိုပါပေါ့ကျေးအနေထားလေးလဲစောင့်ကြည့်ခြင်းနေတာမလို့အဲ့ပွဲစဉ်လေးကိုကျွန်တော်ထည့်မထားသေးဘူးဒီထဲမှာကတော့ဒီဖူဟန်နဲ့စပါပွဲစဉ်တစ်ပွဲပဲကျွန်တော်တင်ပေးခြင်းဖြစ်တယ်အဲ့လိုဆိုဒီပွဲလေးကိုတော်တော်ကြိုက်လို့ပါခေါ်လက်ပါညီကိုတို့